လာဒီမှာဟုတ်ပါဗျာဒီမှာရှောင်းလိုက်ရဟာလားဟုတ်အသေးချာဝိုင်းဟုတ်ပါဗျာအမှန်ဒီတက်မှန်တော့ဘာမှမရှိဘူးဒီတက်မှန်တော့ဘာမှမရှိဘူးအမှန်ပေါ့ပုတ်ကြီးကရှူရီပါနေဖြစ်နေဟမ်ဒီမှာအဝါရောင်ရောင်တွေ့ရနော်ဆရာဦးဒီအတူနဲ့လောလိုက်တော့ဒီမှာလေဒါရွှေနဲ့တူတယ်ရှေ့ရောဟမ်ဒါလေကားဘုန်းကြီးကထူတာပေါ့ဒါလေကားဆိုဒါလေကားအဝင်လေးပဲရှိသေးတာပေါ့နော်ဒီမှာပြောတာတော့ဒီနန်းဆောင်ကကိုကြီးအောက်ထဲမှာလို့ပြောတယ်ပေါ့အောက်ထဲမှာဘယ်လောက်နဲ့လဲတော့မသိသေးဘူးပေါ့နောက်သူတို့ရှေးဟောင်းသူတွေသနာလို့ဖော်တော့မှပဲပြီးအောင်ပေါ့နန်းဆောင်သူတွေဟိုမှာလည်းရှိသေးတယ်ဒါတော့ဒါအဝင်အဝါလောက်ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘယ်လောက်ကျေပြန့်ပြီးတော့မှကြီးတယ်ဆိုတာတော့ကျွန်တော်မသိဘူးရှေးဟောင်းသူတွေသနာဖော်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာဘလို့တရားတော့ဒီဟာလေးကိုအစားဆုံးလေးတော့ဖော်တာလေးတော့ရိုက်ပြမယ်ပေါ့ဖော်ရဲအဝတ်မှာရှိဒါမီးဖို့ကြောင်နေတာမင်းလူဟုတ်ဘူးဒါလေကားဝလေကားတဲ့ဟောမှာပါတင်းဟောမှာဒါမင်းလူဟင်းချက်တဲ့နေရာမိသားစုတွေအတွက်ကျွန်တော်အောက်ဆင်းကြည့်မယ်လာဒီမှာဒီကြည့်ရနော်အိုးဟိုဆရာဒါလေးဒီဘက်ဟာဒီဘက်ကလည်းဘောနေတာမဆင်းရမဆင်းရအော်ဆင်းဟိုက်တော့တော့ကနေချက်ကန်ဟုတ်တယ်သူကချောင်းအဆက်ရန်တော့ရတာဝင်ပေါက်ပေါ့နော်ဝင်ပေါက်ပုံဒီကန်းတော့ဒီကားပေါ့ဒါတိကြတယ်ဝင်ပေါက်ပဲခါချင်းနေတိုက်ဒါဝင်ပေါက်ကြအခုဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ခုနပြတဲ့ဟာအဲ့တော့တေးသေးချာချာတော့ပြလိုက်ပြီဒီမှာကအဝင်ပေါက်ဟိုမှာကလည်းအဝင်ပေါက်လားအထွက်ပေါက်လားမသိဘူးသူကတပေါက်ပဲဖြစ်တယ်ပေါ့ဒါပေမဲ့ဒီနန်းတော်ကြီးကဒီနားနဲ့မဟုတ်ဘဲနဲ့မှအခြားအောက်ဒီထဲမှာဒီအောက်မြေအောက်ထဲမှာတော့နန်းတော်ကြီးရှိတယ်လို့ပြောကြတယ်ပေါ့နော်ဒါကတော့တကယ်လားမဟုတ်လားဟုတ်လားတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့တကယ်ဦးမဘယ်လိုပြောရမလဲတမိုင်းရှိလို့လေသူပေါ်လာတာလေသူငလင်လုံးတဲ့နေရာမှာသူကထပ်တွေ့တာပေါ့နော်ကျွန်တော်ကဒီမှာနည်းနည်းအခြေအနေဆိုးတယ်ဆိုတော့ဒီမှာလှူဖို့ကျွန်တော်လာတာကလိုင်းထဲမှာကျွန်တော်မိသားစုတွေကိုကျွန်တော်မရောက်တဲ့မိသားစုတွေကျွန်တော်ပြကျင်လို့ကျွန်တော်ဒီကိုဖတ်လာလိုက်တာပေါ့နော်လမ်းတော်လျှောက်ရတယ်လမ်းတော်ညောင်းတယ်နော်ဒီသားဒီလိုပေါ့နော်ကျွန်တော်လည်းဥအောင်တောင်းလာတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အခုလိုတော့စုံရှိရှိလေးတော့မပါတာလေးလည်းရှိတော့အခုကတော့ကျွန်တော်လည်းတွေ့တာပေါ့နော်လိုင်းကတော့တော့မတွေ့ဘူးပေါ့ဒါတော့ဝင်ပေါက်သေးကြသွားပြီဒါဝင်ပေါက်နှစ်ပေါက်ဝင်ပေါက်တစ်ပေါက်ပေါ့နော်ဒီလိုဝင်သွားမယ်ထင်တာပဲကျွန်တော်ထင်တာတော့ဝင်ပေါက်ကလောကနှစ်ပေါက်တွေ့ဝင်ဟိုဘက်မှာတစ်ပေါက်တွေ့တယ်ပေါ့၄ပေါက်ရှိရပါတော့နှစ်ပေါက်၄ပေါက်ရှိအဲ့တော့တော်တော်အဲ့တော့အင်ဂျင်နီယာကြီးလေးဖြစ်မယ်နော်ဒီနေ့ကကျွန်တော်လိုက်ရှာဖို့လိုက်တော့မယ်အဲ့တော့ဒါတွေကဟိုဘက်အချမ်းနေမှာရှာမယ်ဆိုရင်လည်း